ဒီမေကွန်းကိုဖြေပေးချင်ပါတယ်မေကွန်းက computer science ဘွဲ့နဲ့ကိုရီးယားမှာအလုပ်လုပ်လို့ရသလားတဲ့ဆိုတော့ပြတ်သားတဲ့အဖြေကိုပေးရမယ်ဆိုလို့ရှိရင်တော့ဟုတ်ကဲ့ရပါတယ်ဒါပေမဲ့မြေပြင်အခြေအနေကိုတော့သိဖို့လိုလိမ့်မယ်အခုလမ်းကြောင်း၃ကြောင်းနဲ့ try လို့ရတာကိုပြောပြပေးပါမယ်လမ်းကြောင်းတစ်ကကြတော့ဓာတ်ရိုက်ခန့်အပ်ခြင်းဥပမာ Samsung, Naver, Kakao တို့လိုဒီ tech giant တွေဖြစ်တဲ့ company global company တွေမှာ global recruitment တွေရှိပါတယ်ဒါပေမဲ့ကိုက E7 specialist visa ရဖို့လိုပါတယ်လမ်းကြောင်းနဲ့ပညာသင်စုကိုရှာပြီးတော့လှုပ်ရှားလို့ရပါတယ်ဥပမာ GKS graduate scholarship ကိုယူပါဘွဲ့လွန်ပြီးသွားလို့ရှိရင် D27 visa နဲ့2နှစ်အလုပ်လုပ်ခွင့်ရပါတယ်ဒါကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်လမ်းကြောင်း3အတွေ့အကြုံယူပြီးတော့မှကိုလိုချင်တဲ့ပန်းတိုင်ကိုသွားခြင်းဥပမာစင်ကာပူလိုနေရာမျိုးမှာ2နှစ်3နှစ်အရင်လုပ်ပါပြီးမှကိုရီးယားကုမ္ပဏီကို internet transfer လုပ်လို့ရပါတယ်ကဲအခုတော့လိုအပ်ချက်တွေကိုကြည့်ကြရအောင်ပထမနည်းပညာစွမ်းရည်ဒုတိယဘာသာစကားတတိယအလုပ်အတွေ့အကြုံဆိုနည်းပညာစွမ်းရည်အနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ programming language တွေဖြစ်တဲ့ Python, Java, JavaScript စတာတွေကိုကျွမ်းကျင်ရမယ်နောက်ပြီး GitHub မှာကိုယ်တိုင်ရေးထားတဲ့ project portfolio တွေကိုပြနိုင်ရမယ်ဒုတိယဘာသာစကား English SaaS language skill ဆိုလို့ရှိရင် TOEIC 800 plus ဒါမှမဟုတ် IELTS 6.5 plus ရှိရမယ်နောက်ပြီးကိုရီးယားနိုင်ငံကိုသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဘာသာစကားကိုတက်မြောက်ဖို့လိုအပ်တယ်ကိုရီးယားဘာသာစကားစွမ်းရည် topic level 3နဲ့အထက်ရှိရမယ်တတိယကျတော့အလုပ်တွေ့ကြုံတစ်နှစ်သို့မဟုတ်2နှစ်လောက်အနည်းဆုံးလိုအပ်တယ်မရှိလို့ရှိရင်မြန်မာပြည်မှာရှိတဲ့ကိုရီးယားကုမ္ပဏီတွေမှာအလုပ်ဝင်လုပ်ပြီးတော့နောက်ဒါမှမဟုတ် internship တွေမှာလုပ်ပြီးတော့မှအတွေ့အကြုံကိုဖြည့်နိုင်တယ်ကဲအဲ့ဒါဆိုရင်ကိုယ့်ဘက်ကနေမှဘယ်လိုမျိုးပြင်ဆင်ရမလဲဘယ်လိုစပြီးတော့ပြင်ရမလဲအစဉ်လေးချက်နဲ့ရှင်းပြပေးပါမယ်1 LinkedIn profile ကို professional ဖြစ်အောင်ပြင်ပါ2 saramin.co.kr နဲ့ jobkorea.co.kr ဆိုတဲ့ Korea job site တွေမှာ profile တင်ပါ3 GitHub portfolio ကိုသေချာပြင်ပါ4 IT meetups တွေနောက်ပြီး online conference တွေမှာ networking လုပ်ပါကိုကကိုရီးယားကိုသွားဖို့ဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်သူတို့ရဲ့အလုပ်ခွင်အပြင်ဆင်တွေကိုသိဖို့အတွက်အရေးကြီးပါတယ်သူတို့ရဲ့ယဉ်ကျေးမှုအလုပ်ချိန်လစာနေထိုင်စရိတ်ယဉ်ကျေးမှုဆိုရင်ကိုရီးယားမှာကဒီအထက်လူကြီးတွေကိုလေးစားမှုညှိနှိုင်းဆွေးနွေးမှုတွေထက်ကိုဒီလိုက်နာမှုတွေကပိုပြီးတော့မှများပါတယ်အလုပ်ချိန်ရကြတတ်တဲ့ work life balance ကအနောက်နိုင်ငံတွေလောက်မရှိဘူးလစာက junior level ဆိုလို့ရှိရင်လစဉ်2.5 million won ကနေ4 million ကြားကိုအခွန်မထုတ်ခင်မှာရနိုင်တယ်နေထိုင်စရိတ်ကကြတော့စိုးမှနေမယ်ဆိုရင်အနည်းဆုံးတစ်လတစ်သန်းကနေ1.5 million အထိကိုကုန်ကျနိုင်ပါတယ်နေကုန်းချုပ်နေတဲ့ပြောရလို့ရှိရင် computer science ဘွဲ့နဲ့ကိုရီးယားမှာအလုပ်လုပ်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိပါတယ်ဒီနိုင်ငံဟာနည်းပညာနဲ့ဗဟိုပြုထားတဲ့စီးပွားရေးဖြစ်တယ်ဒါပေမဲ့ visa ဘာသာစကားနည်းပညာအရေးချင်းကိုယ့်ရဲ့ networking ဒီ၃ချက်တွေကိုပြင်ဆင်ပြီးမှသာလှမ်းသင့်တဲ့ခရီးဖြစ်ပါတယ်မြန်မာလူငယ်တွေရဲ့ဉာဏ်ရည်နဲ့လှုပ်အားကိုနိုင်ငံတကာကတမိုးထားနေပြီဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့အခုပဲစလိုက်ပါမေးခွန်းရှိလို့ရှိရင်အောက်က comments မှာမေးပေးပါစူးစမ်းအားထုတ်မှုအတွက်ဂုဏ်ယူပါတယ်